ဒေါက်တာထရီဇာဒိုထရိုဆာဟာကွယ်လွန်သူမရဲ့မောင်လေးဂျိုနီရဲ့မထင်မှတ်ထားတဲ့နောက်ဆုံးဆန္ဒကိုဖွင့်လိုက်ပါတယ်ဂျိုနီဟာသူ့ရဲ့တည်တန်းစာထဲမှာတကယ်ကိုတန်ဖိုးကြီးမားတဲ့အရာတစ်ခုကိုခြံထားရစ်ခဲ့ပါတယ်အဲ့ဒါကငွေကြေးမဟုတ်ပဲသူ့မျက်နှာဆုံးဖြစ်တဲ့သူ့ရဲ့ကော်ဖီဆိုင်လေးပဲဖြစ်ပါတယ်ဒါပေမဲ့အလှည့်ပြောင်းကတော့အဲ့ဒီကော်ဖီဆိုင်ကိုသူ့ရဲ့ရီးစားဟောင်း9ယောက်လုံးကိုအမွေပေးခဲ့ချင်တာပါဒီသတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ရီးစားဟောင်းတွေကြားတဲ့ရုံးရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်တယောက်ချင်းစီကဒီဆိုင်ကိုရဖို့သူတို့မှာပဲအခွင့်အရေးရှိဆုံးလို့ယုံကြည်နေကြတာပါဒါပေမဲ့ဒေါက်တာထရီဇာမှာဂျိုနီခြံထားခဲ့တဲ့နောက်ဆုံးအတန်ဖိုင်လေးတစ်ခုရှိနေပါသေးတယ်အဲ့ဒီအတန်ဖိုင်ထဲမှာတော့ဂျိုနီကသူဟာဒီမျိုးသမီး9ယောက်လုံးကိုတစ်ချိန်တည်းမှာပြန်တူတွဲခဲ့မိကြောင်းရင်ဖွင့်ဝင်ခံထားပါတယ်ဒါပေမဲ့သူဟာကလက်စားချေဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူးသူ့မှာရည်ရွယ်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီကော်ဖီဆိုင်ရဲ့အစိပ်ပိုင်းတိုင်းဟာဒီမျိုးသမီး9ယောက်ရဲ့စရိုက်လက္ခဏာတစ်ခုစီကိုထင်ဟပ်နေတာကြောင့်ပါသူတို့အားလုံးစုပေါင်းလိုက်ရင်တကယ်ကိုခိုင်မာတောင့်တင်းတဲ့အသင်းဖွဲ့တစ်ခုဖြစ်လာမယ်လို့ဂျိုနီကယုံကြည်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဒေါက်တာထရီဇာကဂျိုနီရဲ့ကော်ဖီဆိုင်ဂျိုနီစကက်ရဲ့ပိုင်ရှင်တစ်တွေဖြစ်လာတဲ့မျိုးသမီး9ယောက်ကိုဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်သူတို့ရဲ့အခြေရေးဟာနာကျင်မှုတွေနဲ့အဆုံးသတ်ခဲ့ရပေမဲ့ဂျိုနီရဲ့နောက်ဆုံးလက်ဆောင်ကတော့သူတို့ကိုအနာဂတ်အတွက်ကစားခွင့်ကြီးပြင်ခွင့်နဲ့မိသားစုတစ်ခုလိုဖြစ်လာစေဖို့အခွင့်အရေးပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲဇလန်လေးဟာကော်ဖီနဲ့တင်းတဲ့အတိတ်ကဒဏ်ရာတွေကိုအဆုံးသတ်နိုင်ခြင်းနဲ့ဒုတိယအကြိမ်ခွင့်ရေးတွေနဲ့အတူအဆုံးသတ်သွားပါတော့တယ်